မင်္ဂလာပါဒီနေ့ pancake decoration လုပ်တာလေးပြပေးပါမယ်အဲ့တော့ဒီနေ့မှာပြပေးမယ့်ဟာကတော့နှစ်ထပ် cake ပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒါလေးကကျွန်တော်တို့စီကိုလာပြီးတော့ဒီ customer တယောက်ကပေါ့နော်ဒီ internet ကပုံလေးတစ်ခုပြပြီးတော့ဒီနှစ်ထပ် cake Doraemon cake ပုံစံလေးလိုချင်တယ်လို့ပြောထားတဲ့အခါကျတော့ကျွန်တော်တို့လုပ်ပေးလို့ရတယ်သူတက်နိုင်တဲ့နေထားတဲ့ကနေကျွန်တော်တို့ကလုပ်ပြရင်းနဲ့ဒါကျွန်တော် channel ရသူတွေကိုဘယ်လိုလုပ်ရလဲဆိုတာလေးပေါ့နော်တခါလေးတွေ့ပြီးရိုက်ပြပြီးဖြစ်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့အရင်ရှေ့မှာလည်းကျွန်တော်တို့ဒီ decoration video တွေလုပ်ပြပို့တယ်ဒါပေမဲ့ဒီ video လေးမှာတော့နည်းနည်းလေးပေါ့နော်beginner လေးတစ်တယ်ပေါ့နော်ခုမှစလုပ်မဲ့သူတွေအတွက်ကျွန်တော်တို့တခြားလေးတချို့ဟာလေးထည့်ပြပေးထားမယ်ပေါ့နော်ဒါကတော့ပုံအများနဲ့ကျွန်တော်လုပ်နေကြပုံစံအတိုင်းပဲကျွန်တော်တို့တစ်လုံးကိုအများနဲ့3လို့ပါပေါ့နော်အဲ့အလယ်မှာ2ချက်ဖြတ်ပြီးတော့ crane နဲ့ U နဲ့ထည့်ပြီးတော့ပြန်ထပ်ပြီးတော့အုပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ blueberry ရတာလေးကိုသဘောကျရတဲ့ blueberry လေးပဲအမြင်နဲ့ထည့်ပြတယ်အဲ့တော့ပြီးဘောပေါင်းလေးတွေလုံးနေပါတော့ရှေ့မှာလိုမျိုးပဲအခုဒီအလုံးသေးလေးကိုလည်းအဲ့လိုပဲလုပ်မယ်လွှာမယ်ပြီး crane ထည့်မယ် U ထည့်မယ်ပြီးပြန်ထပ်မယ်နောက်လွှာလည်းအဲ့လိုပဲလုပ်မယ်ပြီးဘောကိုထပ်ပြီးပါရင်ဘေးပေါင်လေးကိုကျွန်တော်လုံလိုက်တယ်ဒါမှ crane ညှိတဲ့အခါမှာအဲဒီကိတ်သားလေးတွေကထောက်နေတာမျိုးဖြစ်တော့ဘောနော်အဲ့ရှေ့ဗီဒီယိုတွေမှာတင်တဲ့အခါမှာတချို့တွေကဝင်မေးကြပါတော့ crane ဘယ်လိုဆက်လဲပေါ့ crane ဆက်တာတကယ်တော့မခတ်ပါဘူးကျွန်တော်တို့ဒီ crane လေးကိုလိုချင်တဲ့ color လေးပေါ့နော်အဓိကတော့ color theory လေးနည်းနည်းလေးသိရင်ပိုကောင်းတာပေါ့နော်ဘယ် color နဲ့ဘယ် color နဲ့ရောရင်ဘယ်လိုမျိုးရောင်လေးတွေဖြစ်တယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ crane ဆက်တဲ့အခါမှာ color ကိုအများကြီးလောဘကြည့်ပြီးမထည့်ရပါဘူးအရင်ဆုံးမှန်းပြီးတော့ပေါ့နော်လိုချင်တဲ့အနေထားမှန်းပြီးတော့နည်းနည်း short ထည့်ပေါ့နော်အဲ့အနေထားမှာနည်းနည်းလေးလိုတယ်ဆိုမှထပ်ထည့်ပြီးတော့ကျွန်တော်တို့ကထပ်မွေပါကိုလိုချင်တဲ့အရောင်လေးရသွားပြီဆိုရင်ကျွန်တော်အောက်ကကြီးကိုပတ်ပါမယ်ဒီမှာတော့ကျွန်တော်တို့ crane ဘယ်လိုပတ်လဲဆိုတာလေးကိုတေချာလေးပြပေးထားတယ်အဲ့တော့ crane ပတ်တဲ့အခါမှာကျွန်တော်တို့ကအပေါ်မျက်နှာပြင်ပေါ့နော်အပေါ်မျက်နှာပြင်ကိုတေချာလေးအရင်ညှိပါတယ်ညှိပြီးတော့မှဘေးဘက်ကိုကျွန်တော်တို့ညှိရပါဘေးဘက်ကိုညှိပြီးတော့မှဒီဘေးကနေပြီးတော့တက်လာတဲ့ crane တွေကိုအပေါ်မျက်နှာပြင်ကိုတက်ပြီးတော့အချောညှိတာပေါ့နော်အဲ့တော့ဒါ crane ပတ်နည်းတွေမျိုးမျိုးရှိတဲ့ထဲမှာတနည်းပေါ့နော်နောက်တဲ့နည်းတွေလည်းအများကြီးရှိပါတယ်အဲ့တော့အဲ့ဒီတွေအဲ့လိုမျိုး crane ပတ်တဲ့နည်းတွေမှာကျွန်တော်တို့ဒါကတော့တနည်းကိုပြတာပေါ့နော်အမျိုးမျိုးပတ်လို့ရပါတယ်ဒီမှာတော့ကျွန်တော် crane ပတ်တာလေးတခြားပြပေးတာလေခုမှစလုပ်တဲ့သူတွေအတွက်ကအသုံးတက်အောင်ပေါ့နော်ဒါဆိုရင်တော့ဘေးမျက်နှာပြင်လေးတွေကိုကျွန်တော်ညှိတာပေါ့နော်ဘေးမျက်နှာပြင်လေးတွေကိုအရင်ညှိပြီးလို့ရှိရင်เนาะကျွန်တော်တို့ကအပေါ်ကိုမိုးတက်လာတဲ့ဟာလေးကိုကျွန်တော်တို့အပေါ်မျက်နှာပြင်ဘက်ကိုတက်ပြီးတော့ညှိချလိုက်ရမှာပေါ့နော်ဒီမှာ setting လေးကကျွန်တော်တို့အကုန်လုံးကျွန်တော်တို့လုပ်နေတဲ့အနေထားလေးတွေကိုမြင်အောင်ကျွန်တော်ချိန်ပေးထားပါတယ်ဒါမှတကယ်နဲ့လုပ်တဲ့အခါမှာဘယ်လိုပုံစံတွေလုပ်နေလဲဆိုတာလေးကိုသိရအောင်လို့ပေါ့နော်ဒါဆိုရင်တော့ crane ပတ်တာလေးတစ်ခုပြီးပါတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကအမြင်နဲ့ဒီဘေးပေါင်လေးတွေကို plastic အပြော့လေးနဲ့လုံးလိုက်တယ်ပေါ့နော်plastic ပြောလေးနဲ့လုံးပြီးသွားပြီဆိုတော့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့က cake base ပေါ်တင်မယ် cake base ပေါ်တင်တဲ့အခါမှာ center လေးကိုတခြားချိန်ပြီးတော့တစ်ခါလေးချမှာပါခဏနဲ့ရွှေ့လို့ရှိရင် crane ပတ်ထားတဲ့အရာကြီးကထိပြီးပြတ်ကုန်ပါမယ်ဒါလေးကတန်ရှင်းလုပ်တယ်နောက်တစ်လုံးထပ်လုပ်ဖို့တော့ပါဒီမှာကျွန်တော်အပြင်မှာတကယ်လက်တွေ့လုပ်နေရတဲ့ဟာတွေအကုန်လုံးအစင်တိုင်းမှာကျွန်တော်ထည့်ပြပေးတာပါတယ်ဒါမှလည်းတကယ်လုပ်တဲ့အခါမှာဘယ်လိုလုပ်လဲဘယ်လိုလုပ်နေကြလဲဆိုတော့သိစေကျွန်တော်ပါနော်ကျန်တော့အကြမ်းမဲ့ပြလိုက်မယ်ကျွန်တော်တို့ဒါရှေ့လုံးလိုပဲပတ်တယ်ပြီးရင်တော့ကျွန်တော်တို့ကအဲ့လိုပဲစင်တာချိန်ပြီးတော့ထပ်လိုက်ပါနော်ဒါဆိုရင်2ဆင့်ရသွားပြီ
ပြီးတော့မှကျွန်တော်ကာဆယ်မှာပြထားတဲ့ပုံတွေကသူတို့လိုချင်တဲ့ပုံလေးတွေကအတိုင်းကျွန်တော်လိုက်ပုံပေါ်မှာเนาะအဲ့တော့ဒီ crane လေးတွေကတော့အရှိမဆက်တယ်လို့ပဲဆက်ပါတယ်အဲ့တော့ပုံတွေကဒီအောင်လေးတွေအတိုင်းပဲကျွန်တော်လိုက်ဆက်လိုက်တာပါเนาะကိုယ့်ကိုလုပ်တဲ့ဆိုရင်လည်းcrane လေးတွေရောင်လေးတွေက match ဖြစ်ဖို့အတွက်တတိထားပြီးဆက်ပါနောက်ပြီးတော့ scale ပေါ့နော် scale လေးတွေချရမယ်စန္ဒာချတာတို့ပြီးလို့ရှိရင်တစ်ခုနဲ့တစ်ခုကွာဝေးလေးတွေကကြည့်ရတာအဆင်ပြေနေတာပေါ့နော်အစိတ်ကျဲလေးညီအောင်ထည့်တာမျိုးတို့ပေါ့နော်အဲ့လေးတွေကအရေးကြီးပါတယ် decoration လုပ်တဲ့နေရာမှာဒီကျွန်တော်အလုံးလေးလိုက်ထိုးသွားရင်ရှေ့မှာကျွန်တော်ညှိသလိုပဲ plastic ပြော့လေးနဲ့ကျွန်တော်တို့ကညီဝအောင်ပြန်လာညှိရပါတယ်ဒီမှာတော့ကျွန်တော်တို့ကဒီပုံကြည့်ပြီးလုပ်ရတဲ့အတွက်ကြောင့်မလို့ပုံလေးရဟာလေးနဲ့နီးစပ်ဆုံးတူအောင်လို့ကျွန်တော်တို့ကလုပ်ရမှာပဲเนาะဟိုက train တော့လေကိုစိတ်ကြိုက်ကိုလိုချင်တဲ့ပုံစံအတိုင်းလေးပဲထွင်ရုံပါပဲအဲ့တော့ပြန်လုပ်ရတဲ့ဟာမျိုးကြတော့ကောင်းတာလည်းရှိသလိုတူအောင်လိုက်လုပ်ရတဲ့အတွက်ကြောင့်လည်းနည်းနည်းလေးသတိထားရတာလေးရှိတာပေါ့နော်အဲ့တော့အပေါ်ကိုကျတော့သူကအပြာလေးသုံးတဲ့အတွက်အပြာလေးနဲ့လိုက်ထိုးမယ်ထိုးပြရင်လည်းဆုံးအောင်လုပ်ပဲကျွန်တော်တို့ကဒီ plastic စလေးနဲ့ပဲအပေါ်မျက်နှာပြင်လေးတွေညီဝအောင်လိုက်ညှိမယ်ပြီးတော့ပုံနဲ့အတိုင်းပဲပေါ့နော်ကျွန်တော်အရင်ဆုံး scale လေးလိုက်ယာကြည့်ရပါတော့နော်အဆက်ကလေးလိုက်ယာကြည့်မယ်ယာကြည့်ပြီးတော့မှအဆင်ပြေပြီးဆိုမှကျွန်တော်ဆွဲရအောင်နော်ပြီးရင်တော့ကျွန်တော်ဒီမှာနှစ်လွှာကြားမှာကျွန်တော်နည်းနည်းလေးဟနေရရှိအဲ့ဒါလေးတွေကိုမပေါ်အောင်လို့လိုက်ပြီးတော့ print ထိုးလိုက်တာပေါ့နော်အခုဒီကတော့ကျွန်တော်ကဒီ print ထုတ်တာကို plastic တောင်းတာပေါ့နော်အဲ့ဒါကိုပုံနေတဲ့အတိုင်းပဲစင်တာလေးတေချာ view site ပြီးတော့လိုက်ချရမယ်တေချာလေးဟိုအတွင်းထဲကိုဟိုနစ်အောင်ထည့်ရမှာပေါ့နော်လို့ဆိုလဲရအောင်မှာဆိုတော့အဲ့တော့ကျွန်တော်ဒီ print ထုတ်တာဟာလေးတွေကိုလိုက်ထောင်တာပါprint ထုတ်တဲ့နေရာမှာ view site မှာကျွန်တော် cake ရဲ့ size နဲ့ဒီ print ထုတ်တဲ့နေရာမှာအချိုးဒီပုံရဲ့ size ကအချိုးကြဖို့ပေါ့နော်အဲ့ဒါလေး view site ပြီးတော့သတိထားပါမယ်ပုံလေးတွေသူ့နေရာနဲ့သူပေါ့နော်ကျွန်တော်တို့လိုက်ထည့်လိုက်တာပေါ့လိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာ customer ကပေးထားတဲ့နာမည်တွေအသက်တွေပေါ့နော်ရေးချင်တဲ့စာလေးတွေအဲ့ဒါလေးတွေကကျွန်တော်တို့ဒီပုံတွေမဆိုင်ခင်နေကျွန်တော်တို့တခြားတွေဘယ်နေရာမှာစာရေးမယ်ဘယ်နေရာမှာဘာလုပ်မယ်ဆိုတာလေးတွေကတခြားတွေးထားပြီးတခါတည်း ready ထားတာပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ဘယ်မှာစာရေးမယ်ဘယ်မှာနာမည်ရေးမယ့်နေရာနဲ့ကျွန်တော်တို့ကဒီအသက်ထည့်မယ့်နေရာလေးတွေကျွန်တော်တခါလေးစဉ်းစားထားပြီးသားပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တို့ဟိုတခါလေးတွက်ပြီးတော့တခြားဟာလေးတွေကိုပြင်ဆင်ရတာပေါ့နော်အဲ့တော့မှလေးနေရေးတဲ့အခါမှာတခြားဟာတွေကြောင့်အနှောက်အယှက်မဖြစ်နေတော့ဘူးပေါ့နော်ဒီကအရေးကြီးတာ customer ရေးချင်တဲ့နာမည်တွေစာတွေပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့သူပုံနေတဲ့အတိုင်းပဲဒီရုပ်ကလေးလိုက်ထည့်တာပါရုပ်ကလေးထောင်လို့ရအောင်လို့ crane လေးတွေကျွန်တော်တို့ထိုးပြီးတော့ထောင်လိုက်တာပေါ့နော်ဒီထဲမှာကျွန်တော်နာမည်ရေးတာကိုကျွန်တော်ထည့်မပြတော့ဘူးအသက်တွေပါလေကတ်တွေပါစိုက်တာတော့ကျွန်တော်ပြပေးပါမယ်ဒီမှာနာမည်ကျွန်တော်ရေးဖို့ရထားတယ်ဒီနေရာမှာတော့ကျွန်တော်အသက်ထည့်ဖို့ပေါ့နော်အသက်ထည့်ဖို့ဒါအသက်ကလေးကျွန်တော် chocolate လေးနဲ့ထုတ်ထားတယ်အဲ့တော့ chocolate လေးနဲ့စိုက်မှာပေါ့ chocolate weight ရှိတဲ့အတွက်ကျွန်တော်လည်းတေချာလေးပေါ့နော်တေချာလေးမလဲဝအောင်ဖိပြီးတော့ထည့်ဖို့လိုပါတယ်ပြီးတော့ကျွန်တော်တို့ happy birthday စာမရေးဘူးဆိုရင်ကက်ကလေးစိုက်လိုက်မယ်ကက်ကလေးရတေချာလေးကိုကျွန်တော်လွတ်လွတ်ကင်းကင်းပေါ့နော်နာမည်ရေးမဲ့ဟာလေးနဲ့လွတ်လွတ်ကင်းကင်းမှာစိုက်မယ်ပြီးရင်မှနာမည်ရေးဖို့တဲ့လုံလောက်တဲ့နေရာလေးထားပေးတာပဲเนาะကျွန်တော်နာမည်ရေးတာတော့ထည့်မပြတော့ဘောเนาะနာမည်ရေးပြီးတော့ကျွန်တော် sprinkle လေးတွေလိုက်ဖြည့်တာတို့ပြီးရင်ပုံလေးရလို့အဝိုင်းလေးတွေလိုက်ဖြည့်လိုက်တာတို့လုပ်လိုက်ရင်เนาะပြည့်စုံသွားပါပြီအဲ့တော့ဗီဒီယိုလေးကိုဒီမှာအဆုံးသတ်ချင်ပါတယ် like လုပ်ပြီးတော့အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်တို့ဗီဒီယိုလေးကြည့်ရတာအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့
Bab Share Live YouTube channel လေးကို like and subscribe လေးလုပ်ထားပေးပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်